အရှင်ဖျားတပည့်တော်ကမြန်မာလူမျိုးဗုဒ္ဓဘာသာပါဖျားယခုတက်တော့မှာဝင်းနီးနဲ့မညီပဲသိခါမထိန်ပဲစော့နေတဲ့ပုံကိုယ်တွေကိုဆဲမိရင်အပြစ်ဖြစ်ပါသလားဖျားအာပီပြန်ပေးပါဖျားတဲ့အပြစ်ဖြစ်တာပေါ့နော်ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဆဲဆိုတဲ့သူဟာအပြစ်17မျိုးရရှိစေပါတယ်အဲ့ဒီအပြစ်17မျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်1မရသေးသောတမာတိကိုမရနိုင်ခြင်း2ရပြီးသောတမာတိကိုဆုပ်ယုပ်စေခြင်း3သူတော်ကောင်းတရားများမဖြူစင်ခြင်း4သူတော်ကောင်းတရားတို့၌ငါရပြီဟုလွန်ကဲသောမှတ်ထင်မှုရှိခြင်းငါမွေးလျော်မှုမရှိဘဲမြတ်သောအကျင့်ကိုကျင့်ခြင်း6ယဟန်ဖြစ်ပါကညဉ့်ညမ်းသောအဘတ်တစ်ခုခုသို့တင်ရောက်ခြင်း9ယဟန်ဖြစ်ပါကသိက္ခာချ၍လူထွက်ခြင်း10ပြင်းထန်သောအနာယောဂါကိုရခြင်း9စိတ်ပြန့်လွင့်ပြီးယူသွချင်းတို့ရောက်ခြင်း10တွေးဝေးတေးရခြင်း17တေးပြီးသည့်နောက်အပင်ငရဲတို့ကရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာဆဲဆိုခြင်းကြောင့်ရရှိလာမိအပြစ်17မျိုးပဲဖြစ်ပါတယ်ဒါကြောင့်ဘလို့အကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ်ဆဲဆိုခြင်းအမှုကိုမပြုပါနဲ့နော်အင်တာနက်လူမှုကွန်ရက်တွေမှာဝင်းနီးနဲ့မညီတဲ့အမှုတွေကိုလုပ်နေတဲ့ကိုတော်တွေကိုမြင်ပြီးဆိုရင်အကျိုးနဲ့အကြောင်းနဲ့ပြောပြပါပြောပြလို့မရဘူးဆိုရင်အဲ့ဒီကိုတော်ကမိမိနေထိုင်တဲ့အရက်ကကိုတော်ဖြစ်နေပါကသူတို့ရဲ့အကြီးအကဲတွေကိုတိုင်ကြားလိုက်ပါအဲ့ဒီနည်းနဲ့ဖြည့်ရှင်းတာဟာအကောင်းဆုံးဖြစ်ပါတယ်အဲ့ဒီလိုမဖြည့်ရှင်းဘဲနဲ့မိမိကဒေါသအလျောက်ဆဲဆိုမိမယ်ဆိုရင်မိမိမှာအပြစ်ဖြစ်တတ်ပါတယ်နော်